နေတဲ့သူတွေအတွက်ပေါ့နော်တင့်ကိုတစ်ဖက်လူကဘာတွေပြောချင်နေလဲအခုလက်ရှိသူဘာတွေဖြစ်နေလဲဘာတွေပြောချင်လဲတင့်ကိုချစ်တာဘာတွေဆက်ဖြစ်မလဲပေါ့နော်အဲ့ဒါလေးကို short reading လေးအနေနဲ့ကျွန်မပြောပြချင်တယ်ပေါ့ပေါ့ပါလေးပဲပေါ့နော်အရင် serious ကြီးတော့မဟုတ်ပါဘူးကြည့်နေတဲ့သူရဲ့တစ်ဖက်လူကသူပေါ့ခံစားချက်တွေရှိနေနော်တစ်ဖက်လူရဲ့ energy ကိုလည်းပြပေးပါကုတ်ထားမယ်သူကလေအခုလက်ရှိမှာတင်းနဲ့ပတ်သက်ပြီးတော့သူ့မှာတင်းနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်လို့ပေါ့နော်တခြားဟိုအကြောင်းအရာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ sorry ကျွန်တော်အခုကြည့်တာကတင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ energy ကိုပေါ့နော်ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာသူအိတ်မပြောတာတွေတော့နည်းနည်းရှိတယ်အတွေးများတယ်ပေါ့နော်အတွေးများနေတဲ့ကိစ္စတွေရှိတယ်သူတင်နဲ့ပတ်သက်ပြီးတော့ဘာတွေစိတ်ရှုပ်ထွေးစရာရှိလဲတော့မသိဘူးစိုးရိမ်ပူပန်စရာရှိနေတာတွေလည်းတွေ့ရတယ်နောက်သူ့ရဲ့ဘဝကြီးอ่ะပေါ့နော်တင်နဲ့တွေးမှပြန်ပြီးတော့ဘယ်လိုပြောမလဲရှင်သန်နိုးထလာတယ်လို့ပေါ့နော်သူ့ရဲ့အချစ်တီးရတယ်ပြန်ပြီးတော့အသစ်တဖန်ပြန်မွေးဖွားလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူ့မှာခံစားချက်မျိုးရှိတယ်နောက်တစ်ခုကကျတော့ तू ကလေတင့်ကိုအရန်လွတ်လပ်ပြီးတော့ပျော်ရွှင်နေနောက်စိတ်ထားဖြူစင်နေပေါ်ပါလွတ်လပ်တယ်နောက်တစ်ခုကတင့်ကိုတင်ကဘယ်လိုပြောမလဲအရန်ကို control လုပ်ရခက်တဲ့သူမျိုးလို့သူထင်တယ်ပေါ့နော်ကင်တွေရနည်းနည်းခက်မယ်တင်မှာတင်single တင်တဲ့သူတွေကအခုလက်ရှိပေါ့နော်ဥမာ RS တခုအနေထားတခုကိုရောက်နေတာမျိုးပဲဖြစ်ဖြစ်သူမြင်တာကတော့တင်ကအရန်ကို independent ဖြစ်တယ်နောက်ပြီးတော့တင်ကိုထိန်းချုပ်ဖို့သူခက်ခဲတယ်နောက်ပြီးတော့တင်ရဲ့လွတ်လပ်ပျော်ရွှင်မှုကသူများကိုမထိခိုက်ဖဲနဲ့ဦးတင်ခလေးဆန်ဆန်လေးပေါ့နော်ခလေးဆန်နေဆိုတာဟိုလိုတခြားကိုပြောချင်တာမဟုတ်ဖြူဖြူစင်စင်လေးပေါ့လွတ်လွတ်လပ်လပ်နေတဲ့လူတယောက်လို့သူ့ရဲ့စိတ်ထဲမှာထင်တယ်ပေါ့နော်သူ့စိတ်ထဲမှာထင်တယ်နောက်တစ်ခုကကျတော့တင်တဲ့သူနဲ့ကနည်းနည်းတချို့ပေါ့နော်တချို့ကတော့ဥမာနိုင်ငံရခြားမှာရှိနေတဲ့သူမျိုးဖြစ်မလားပေါ့နော်နည်းနည်းလေးဥမာဖုန်းနဲ့တော့၎င်းအဲ့လို message ပို့ရတာမျိုးတော့၎င်းပေါ့နော်အဲ့လို connection မျိုးရှိနေတဲ့သူမျိုးဖြစ်နိုင်တယ်နောက်ပြီးတော့တင်အပေါ်သူကလေအရန်ကိုတက်မှတ်မှုရှိတယ်အရန်ကိုသူစိတ်ဝင်စားတယ်ပေါ့နော်သူပြောချင်တာကသူအရင်တွေ့ခဲ့ဘူးလူတွေနဲ့တင်နဲ့ကကွဲပြားတယ်ပေါ့နော်တခြားသူတွေနဲ့တင်ဟာကွဲပြားတယ်တင်ကအဲ့လိုပဲတင်မှာတင်ရက်တီပြီးတော့တော်ရထက်တယ်လွတ်လပ်တယ်ဖြူစင်တယ်တင်ကိုချုပ်ကင်လို့လည်းတိတ်မလွယ်ဘူးပေါ့နော်အဲ့ဒါကိုလည်းသူသိတယ်သူနည်းနည်းရှိန်နေတင်ကိုလေဒါပေမဲ့လည်းသူကတင်ပေါ်ကိုတော်တော်လေးကို attachment ဖြစ်နေရပေါ့နော်တော်တော်ဆွဲလန်းစိတ်ရှိတယ်ဆွဲလန်းစိတ်ဆိုတာအချစ်တီးတိုင်ပဲမဟုတ်ပေါ့နော်ဘာဆိုဒီ double cat လေးလည်းပါလာတာဆိုတော့ဒီ sorry ပေါ့နော်ပုံမလင်းလင်းဆိုရင်ဒီ SCH ပိုင်းနဲ့ပတ်သက်ပြီးတော့သူအရန်ကိုတက်မှတ်တယ်ပေါ့နော်တင်အောင်ဆွဲလန်းတယ်ဒီအိမ်ဆိုအိမ်မပြောဘူးဆိုတာလဲအဲ့အကြောင်းတွေပါမယ်ထင်တယ်သူညဆိုလို့ရှိရင်သူအတွေးတွေရမ်းများတယ်သူအိမ်မပြောတာတွေရှိတယ်ဒါပေမဲ့လည်းတင်အားသူ့ကိုအတစ်တဖန်ပြန်လဲမွေးဖွားစီတဲ့အချစ်နဲ့ပတ်သက်ပြီးတော့ဗောနော်သူစိတ်တွေအရန်ကိုဒီထားပါတော့သူအရင်တော့ကအချစ်ဆိုတာ
ကတေဆုံးခဲ့တာမျိုးဒါမှမဟုတ်လို့ရှင်လဲမချစ်ဖူးတာမျိုးတော့မဟုတ်လာဘူးပေါ့နော်ဒီပုံစံကိုမြင်ရတာပြန်ပြီးအသစ်တဖန်တင်တဲ့တွေ့တော့မှဒီချစ်တက်လာတယ်ဆိုတော့ energy မျိုးပေါ့နော်အဲ့လိုမျိုးရတယ်တဲ့ဟိုတော့လေ तू ကချစ်တော့ချစ်တယ်နောက်ပိုင်းဆုံးရှုံးရမှာလဲ तू မှာကြောက်တဲ့စိတ်တွေရှိရပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू နည်းနည်းခက်မှန်းရခက်တယ် तू ကလေပြောရရင်နည်းနည်းတော့ဟိုတော်မယ်ထက်မယ်ပေါ့နော်တော်မယ်ထက်မယ်ပြီးတော့ဒီစကားပြောဆွဲရည်လဲထက်မြက်ပြီးတော့ဟိုတခြားသူတွေကိုသူ့ဘက်ကိုပါအောင်ဟိုပြောဆိုတိမ့်သွင်းနိုင်တဲ့သူမျိုးပေါ့နော်စကားပြောဆွဲရည်တော်ပြီးတော့အဲ့လိုတိမ့်သွင်းနိုင်တယ်ဆွဲဆောင်နိုင်တဲ့သူမျိုးဖြစ်လိမ့်မယ်ဒါပေမဲ့တင်းနဲ့ပတ်သက်ပြီးတော့မှသူပေါ့နော်သူနည်းနည်းတော့အဲ့လိုမျိုးပေါ့တင်းကိုသဘောကျတယ်တင်းရဲ့ type ကိုလည်းသဘောကျတယ်ဒါပေမဲ့ဟိုတင်းကိုဘလို့ပေါ့နော်သူ့ပေါ်ကိုစိတ်သူ့ကိုဆွဲလဲအောင်ပေါ့နော်တင်းကပြန်ပြီးဆွဲလဲအောင်သူနည်းနည်းcontrol လုပ်ရခက်တယ်ပေါ့နော်ဘလို့နီးလန်းသုံးရမလဲပေါ့အဲ့ဒါလေးတွေသူနည်းနည်းစဉ်းစားရခက်တာမျိုးလေးရှိတယ်အခုချိန်မှာသူနည်းနည်းအလုပ်ရှုပ်နေတယ်ပေါ့နော်သူနည်းနည်းအလုပ်ရှုပ်နေတယ်ဒါကလည်းတချို့လူတွေကနိုင်ငံရေးချမ်းမှာအလုပ်လုပ်နေတဲ့သူတွေပါလိမ့်မယ်ဒီထက်က80%လောက်ကပေါ့နော်ဟိုဒီလိုဖုန်းနဲ့ပဲပြောနေရတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်ကျန်တဲ့လူတွေကကြတော့ဟိုဒီဟိုလိုမျိုးပေါ့နော်အဲ့ဒါဘယ်လိုပြောရမလဲဒီလိုမျိုးခရီးသွားလုပ်ငန်းလုပ်နေတဲ့သူမျိုးလေးတွေဒါမှမဟုတ်လို့ရှိရင်လေဒီလိုဟိုမှာ online shop လုပ်နေတာမျိုးလေးတွေနိုင်ငံတကာနဲ့ဆက်ဆံကူးတန်းရောင်းဝယ်ရေးပေါ့နော်အဲ့လိုပုံစံပြောချင်တာအဲ့လိုမျိုးလုပ်နေတဲ့သူတွေလည်းပါလိမ့်မယ်ကျန်တဲ့ရာခိုင်နှုန်းတော်တော်များများလေသူနဲ့တင်နေရပေါ့နော်နောက်ဆုံးမှာကျွန်တော်တကက်လောက်ထပ်ဆွဲလိုက်ချင်တာပေါ့နော်တကက်လောက်ထပ်ဆွဲလိုက်ချင်တာကတော့ဟုတ်တယ် तू ကလေ तू ကပြတ်သားမှုကိုလိုချင်နေတာတင်နဲ့ပတ်သက်ပြီးတော့လေတချို့လူတွေကဒီအခုမှစပြီးတော့စကားပြောတာတိတ်မကြသေးတဲ့သူလေးတွေလည်းပါနိုင်တယ်တိတ်ပြီးတော့မကြသေးဘူးပေါ့နော်တိတ်မကြသေးတဲ့အနေထားတစ်ခုမှာ तू က air sign တစ်ဖက်လူက air sign လည်းဖြစ်နိုင်တယ်Gemini Libra Aquarius ပေါ့နော်အဲ့ဒီ air sign တွေကဆိုလို့ရှိရင်ပို့ပြီးတော့ energy ကိုက်နိုင်မယ်သူကတင်းနဲ့ပတ်သက်ပြီးတော့တစုံတစ်ခုကိုသူပြတ်လိုချင်တယ်ပေါ့နော်ဒီမှာတချို့ကပြန်ပြီးတော့ဟိုသူ့ကိုအဖြေမပေးရသေးတာမျိုးပြတ်ပေါ့နော်ပြတ်ဘာမှမပြောရသေးတဲ့အနေအထားမျိုးရှိတဲ့သူတွေလည်းပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် तू ကဒါကိုအဲ့အတွက်ကို तू နည်းနည်းစိတ်တော့ကရောက်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့ तू မျှော်လင့်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဒီထဲမှာမြင်ရတယ်ခုနကပြောတဲ့ air sign တွေကမဟုတ်ဘူးဆိုလို့ရှိရင်လေကျွန်တော်ပြောတဲ့အချက်တွေတခြားအချက်တွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်လေဒီ energy ကဒါတင်တို့နဲ့ကိုက်ညီတယ်ပေါ့နော်အဲ့လိုယူလို့ရပါတယ်